မေရနေမကောင်းလို့နော် နဲ့နော်မေယူမောင်းနဲ့နော်မေယူ ငါသားလေးကိုလေအမေရမှာရှစ်ထား ဟိုလေးရုပ်ခိုင်းရုပ်ပြီး ရုပ်ပြင်မယ်နော်ရုပ်ပြင်မယ်ရုပ်ပြင်လားအပြစ်စရာကိုစိတ်ချရုပ်ပြင်ဟာသားလေးရဲ့အမေကစကားတွေပြောလိုက်ချင်တာအဲ့လေကြာရင်လည်းအမြတန်းနဲ့လာဝင်နော်သားရဲ့ဟုတ်လားငါသားလေးကိုလေအမေကလှန်ကြည့်လိုက်တာဟိုလှန်ကြည့်ဒီလှန်ကြည့်နဲ့လှန်ကြည့်လိုက်တော့လေငါသားလေးမှာဘယ်မှဘာမှမရှိဘူးလို့ဒါလေးတွေလည်းကြည့်ပြရစေလို့ဆိုပွဲသွားတာအမေကဆရာဝင်မဟုတ်တော့ဒါကြီးတွေလှန်ကြည့်လို့မရဘူးလေကလေးလေးကိုမှကြည့်လိုက်တော့သွေးစာလေးတွေပဲမြင်တာဆိုဆေးရုံရောက်ရင်ပျောက်တော့မှာပဲလို့ဆိုပြီးတော့ဒါလေးကိုပို့လိုက်တာမေကိုပြစ်မမြင်နဲ့နော်ကိုရင်ကိုပြန်နေတယ်လေအိမ်မှာဆရာမရှိဘူးလေကလေးရဲ့နော်ဆရာမရှိလို့အမေကဟိုနေပြီးတော့ဒီသွားငါသားလေးဆေးကန်းရောက်ရင်ပျောက်မှာပဲလို့အမေကရည်ရွယ်ချက်လေးနဲ့ခေါ်သွားတာနော်အမေကိုပြစ်မတင်နဲ့နော်အမေကိုလေအမေကိုနမ်းငါသားလေးကိုနမ်းလိုက်တာလေသားလေးကိုနမ်းလိုက်တာလေအမေကဝင်ချင်းလေနမ်းလိုက်တာလေလက်လေးဆွဲပြီးတော့အမေလားကျွန်တော်သိချင်းမယ်လေပြုတ်ပြုတ်နေ နေတာငါသားပြောတဲ့ကအမေကကြားတယ်ရင်ထဲမှာလေခသားရဲ့လို့အမေရောက်ပြီလို့ရောက်ပြီ ခွန်းအမေကိုပြောကြလား အမေကိုပြောတာအမေကရင်ဝဲရုံကတော့မခေါ်သွားပါနဲ့ကလေးရဲ့လို့ အမေကထည့်တာလေ အမေကမထည့်ဘူးအမေမထည့်ပါဘူးသားရဲ့ကလေးကိုမထည့်ဘူးကလေးကိုမေးမထည့်ဘူးဆရာဝန်တွေကလေဆရာဝန်တွေကသူကဆရာဝန်တွေကဇိုးခေါ်တာလေကလေးရဲ့နော်အမေကမထည့်ဘူးအမေကအဲ့လိုတွေမထည့်ဘူးအိမ်ကိုတခါတည်းခေါ်ချင်တာကလေးရဲ့နော်အမေကတခါတည်းခေါ်ချင်တာကလေးကိုဘယ်ထည့်ပါမလို့အမေကနေကောင်းတယ်နော်မေယူမောင်းမေကြီးကိုလေမေယူဘာမှမဘယ်တော့မှအောင်ကလေးရဲ့အမေနဲ့ကနာနေပါဦးဟောကြီးလေးထိုင်လိုက်ပါအောင်ငါသားရဲ့ဒီမောနေလိုက်ပါဟမ် ဒီနေ့လည်းမိုးနေတော့ ငါကြာရင်လေးမာလိုက်မယ်လေးမာလိုက်မယ်နောက်မှကြာရင်လေးဟာသားလေးအမေနားလေးကိုလာပြီးအမေရင်ထဲမှာအမေနားလေးကိုနေနော်တရားနာလို့နားလေးကကပ်ပြီးနားတယ်နော်သူပြောတာနားပြောမအောင်လို့ဒီမကြည့်အမေပြောမယ်ဒီကိုနားတာနော်နားထောင်လားလက်ပြန်ဖူးလို့နော်တာအဲ့ဒီလက်ပြန်တာတာဒီလာအားလေပါလာလို့ငါတူလေအမေပြောမို့ခဏလေးနားထောင်ပါဦးဒီလေးတိုက်လိုက်ပါဦးအသားလေးကိုလေးတိုက်လိုက်လက်ပြန်ကြတာသူ့ကိုဒီလေးရောဦးပြောတယ်အသားကိုချစ်တာလူခေါ်ဖို့ကပြေးပါမယ်တာလူဆက်လိုက်ဦးနော်တာလူခေါ်မှလားမေတာလူခေါ်မှလားလက်ပကတာတောင်းတာလူခေါ်မှလားမေပြောမို့လေမနငါ9နာရီထိုးကနေပြီးတော့လေအမေကချိုးနေမှာသိလား9နာရီထိုးကနေလေအမေကလေးနဲ့တန်းလာတယ်သိလားမနောက်ထပ်ကြီးတို့နောက်ကိုလိုက်သွားမဆိုလို့မမတားတာသိရမလားအိမ်မော်တက်ပြီးတော့လေမမလေးမင်းညာဒီမိုင်းအိမ်နဲ့ရောက်နေတာဟုတ်တယ်အဲ့ဒါကြောင့်မလို့မမသိတယ်လင်းမြအောင်မနွယ်အောင်နဲ့ခေါ်လို့မေးသေးသွားပြောတယ်လေဒီအိမ်ရောက်နေလားအိမ်မတွေ့တော့နွယ်အောင်တို့အိမ်သူ့အိမ်လေသူ့အိမ်မဟုတ်အိမ်မနွယ်တော့အော်တည်အောင်မြင်တို့မျိုးလေတို့မေးအောင်ရင်သားလေအဲ့ဒါငါသားကိုမျိုးတွေလည်းသိတာပဲနော်သိတယ်ဟဲ့မယ်ရီတရွာလုံးကသူ့မျိုးတွေမမြင်နော်ငါသားလေးကကူအောင်မြင်ဆိုတာသိတယ်လေသူနဲ့ရွယ်တူတမ်းမဟုတ်တော့လေရင်းနီးမသိရရှိမှာဟုတ်တယ်လားသူကဖျားနေချင်းနေနေတာကျွန်တော်ကဘယ်တော့မှမလုပ်ဘူးဟုတ်လား9နာရီထိုးရင်အမေချီကိုအရောက်လာခဲ့နော်ဒါမယ်ဆိုတဲ့စကားလေးအမေကိုပြောပါဦးမနက်ငါ9နာရီထိုးလေးကိုလာခဲ့နော်တရားနာအောင်လို့နော်တရားနာလို့ဟိုမနေရတာသူဟုတ်လားပြေလားသားလေးအမလေးငါသားလေးပြေလို့ဝင်တာလိုက်တာသားရဲ့အမေသားလေးဝင်တာလိုက်တာသားရဲ့နော်အမေကအချစ်ဆုံးလေးသားကြီးကိုလည်းရင်ထဲမှာတစ်မျိုးချစ်ဒီလေးကိုလည်းတစ်မျိုးချစ်ဟောမှာမောမှာဒီလေးနဲ့တောင်းလိုက်တာတရားနာလာခဲ့နော်နဲ့ခေုံတရားနာလာခဲ့နော်လာမလားပြောမလီတာရုခေါ်အမနော်အမေကိုချစ်တယ်မလားချစ်တယ်မလီဟာသားလေးကိုအပိုးလိုက်တာချစ်တာပေါ့မလီငါသားချစ်တာငါသားလေးကမေကိုချစ်လိုက်တာမေကတိတ်တိတာဒီလေးတောက်လောက်ချစ်လာနော်မလီငါသားလေးကရှစ်ဆုံးလေးပါကလေးရဲ့ရှစ်ဆုံးလေးပါမေကနေ့ကစားနေငါသားလေးကဲတော့ခဏနေရရှစ်ထိန်းအောင်အဲ့ဒါတောင်းလောက်